မင်္ဂလာပါရှင် မင်္ဂလာပါ မင်္ဂလာပါအားလုံးမင်္ဂလာပါ စတူဒီယိုမှာတချင်းအပျော်သွင်းတာတို့ဘာတို့အဲ့လိုမျိုးတွေရောရှိဘူးလား ဒီနေ့တချင်းရှုံမယ်ဟာနံပါတ်1မှာတချင်း3ပုတ်ရှုံမယ် ဘာတချင်းနဲ့ပြိုင်မလဲခု ဂျုံမီတချင်း1ပုတ်3ပုတ်3ပုတ်ကရှုံမယ်မဟုတ်ဘူး2ပုတ်ကရှုံမယ်အေးမဟုတ်ဘူး3ပုတ်ရှုံမယ်နော်တုံဆုံကပီအတန်လိုက်တယ်အုံညငယ်ကေ ဒီလောက်ပါတဲ့ ခဏนี้ကျွန်တော်တိုက်နေနော်ချောင်းလို့ရလားရှူမယ်နော်ตาใจเด็กว่าโอมาลีเน่เนลีโชเรโนมาลียาเน่อปูสูเรโอมาลียาเน่อตาโชเรโกมาลีอปูโชเรเนลีเมเรโยเดတချင်းအရင်သဘောကျနေတယ် ကောင်းတယ်နော်အသားရှူတော့ကောင်းတယ်အသားရှူကောင်းတယ်နော်ကျွန်တော်အတန်ချောတဲ့အတန်ကောင်းတယ်အတန်ပူကောင်းတယ်အတန်ချောတယ်နော်အတန်ချောတယ်ကျွန်တော်ဥစ္စာအတန်ချောတယ်နော်ဒီနေ့ဒါပဲနော်ကြည့်ကြပဲ